Hello everyone, Floria ရဲ့ mini makeup vlog ကနေကြိုဆိုလိုက်ပါတယ်ရှင်။ Primer step ပြီးသွားရင်တော့ foundation လိမ့်ပါမယ်။ Foundation ကိုတော့မျက်နှာတစ်ပြင်လုံးအသေးချာလေး blend လုပ်ပေးပါမယ်။ Foundation step ပြီးသွားရင်တော့ contour ချပါမယ်။ပယိုးရဲ့နှာတန်ရဲ့မေးရိုးရဲ့အသေးချာလေး contour ချပေးပါမယ်။ပြီးရင်တော့ blusher ကိလေး on လိုက်ပါမယ်။ concealer လေးကိုလိုအပ်တဲ့နေရာလေးတွေအသေးချာလေးထည့်ပေးလိုက်ပါမယ်။ concealer step ပြီးသွားရင်တော့ eyebrow ကိုအသေးချာလေးဆွဲပါမယ်။ eyebrow ကိုနှစ်ဖက်လုံးညီညီလေးဆွဲပြီးသွားရင်တော့ eyeshadow စချဲပါမယ်။ base color အညိုနူးလေးကိုနှစ်ဖက်လုံးညီညီလေး blend လုပ်ပေးပါမယ်။မျက်ခွန်အနောက်ဖက်နဲ့အောက်မျက်ခမ်းသားလေးကိုလည်းအညိုရင်းရောင်လေးချဲပေးပါမယ်။မျက်ခွန်ရှေ့ဘက်ချမ်းတွေကိုတော့ bling bling color လေးထည့်ပေးလိုက်ပါမယ်။ eyeliner ကိုတော့ရှည်ရှည်လေးဆွဲပေးထားပါတယ်။ eyeliner ဆွဲပြီးတော့ mascara လေးတွေကိုအသေးချာကော့ပေးလိုက်ပါမယ်။ပြီးတော့တခါတည်းမြစ်တောင်တူပါတက်လိုက်ပါမယ်။မျက်လုံးရဲ့ရှေ့တောင်နာလေးတွေကိုလည်း highlight လေးထည့်ပေးလိုက်မယ်။အောင်မြစ်တောင်လေးတွေကော့ပေးပါမယ်။ပြီးတော့လိုအပ်တဲ့နေရာလေးတွေကိုပေါင်တာလေးထည့်ပေးပါမယ်။ပြီးတော့ lipstick လေးဆိုပါမယ်။လိုအပ်တဲ့နေရာလေးတွေကိုလည်း highlighter လေးလိုက်ထည့်ပါမယ်။အားလုံးပြီးသွားရင်တော့ setting spray step ပါ makeup step တွေပြီးသွားတော့စပင်လေးပုံသွင်းမယ် earrings လေးပန်လိုက်ပါမယ်တကယ်တော့ Floria makeup step တွေပြီးသွားပြီလို့ထင်နေတာဘယ်ဟုတ်မလဲ gloss တင်ဖို့ကျန်နေသေးတယ်ဆိုတော့ gloss လေးထည့်တင်လိုက်မယ်ကဲဆိုတော့ကျမရဲ့ makeup step လေးတွေကတော့ပြီးသွားပါပြီhost stop တကယ်တော့ကျွန်မ makeup man တက်ဖို့ပါထပ်မိနေရပါတော့ဆိုတော့ makeup man လေးပါထပ်တက်လိုက်ပါမယ်ပြီးရင်တော့ကျွန်မရဲ့ makeup vlog လေးကတော့ပြီးဆုံးသွားပါပြီရှင်Thanks for watching. See you on the next video, guys. Bye.